နော်အထင်ကတော့တော်တော်မောင်းတယ်ဒါပေမဲ့နည်းနည်းအလဲတွေဝင်အောင်ဖောက်ရမယ်โอเคချက်လိုက်လို့ရှိရင်တော့ကျွန်တော်မန်ချချင်တာဒါပေမဲ့ဘယ်လိုဖြစ်ပြီးတော့ဘယ်လိုလုပ်ပြီးတော့မန်ရမှာတော့ပင်လေလေကောင်ကြီးမှာကဲโอเคဟုတ်ပြီပင်ကတော့ဆက်လက်ပြီးတော့ကြီးထွားနေတော့ပဲကျွန်တော်တို့လည်းစက်တိုက်ခုတ်နေရတော်တော်မောနေပြီဒီနေ့ညတော့ကျွန်တော်အိမ်ထဲမှာမနေဘူးကြာဘာလို့လဲဆိုတော့တော်တော်မောင်းနေပြီးတော့အုံနောက်ကလည်းတစ်ဖြည်းဖြည်းရှော့လာရေပေါ့နော်ဘာလို့လဲတော့မသိဘူးအဲ့တော့ကျွန်တော်ဒီနေ့ကတော့ကွန်တင်နာပေါ်မှာနေမလို့ပဲကျွန်တော်ဆုံးဖြတ်လိုက်တယ်နောက်တစ်နေ့လည်းရောက်ရောကျွန်တော်တို့အိမ်တွဲဖြည့်စရာရှိရဲ့ဟာလေးဖြည့်ရပြီးတော့စောက်စရာရှိရဲ့လက်ကျန်လေးကိုကျွန်တော်စောက်တယ်ပေါ့နော်ဒီလိုနဲ့ပြီးသွားရင်အိမ်လေးကတော့ကိုအကြိုင်းနေပါလဲမဟုတ်ဒီလောက်ကြီးကစောင့်နေရတော့ဟုတ်တော့မဟုတ်သေးဘူးဒါပေမဲ့โอเคတရားရုပ်တစ်ခုအနေနဲ့ကြိုင်ခဲ့မှာဆိုတော့လေတနေ့တစ်ချိန်ဒီပင်လယ်နောက်ပြန်လာတဲ့တနေ့ကြလို့ရှိရင်ငါဒီလိုစောက်ခဲ့ပါလားဆိုပြီးတော့အမတ်တရားရည်နဲ့ကြိုင်ခဲ့မှာမလို့ဒီလောက်ထိကုန်ကြခံပြီးတော့စောင့်နေရကဲပြီးပါပြီတကားတက်ပြီးဆိုတော့နေ wait a second နေwhat about you No, wait.ဘာယိုဟာပင်လေတော့ဘာညောလာတော့အားထဲတော့တက်သားဘုံတွေအများကြီးပဲဟာနားသွားကြည့်လို့ရှိရင်ကောင်းမလားမသိဘူးဒါထင်အောင်တယ်မှာဖြစ်လည်းဖြစ်မှာဒါပေမဲ့တခုတော့ဒါတော့တေချာရင်ကျွန်တော်တို့လည်းနီးနီးကက်ကက်မြင်ရဆိုတော့ထင်အောင်တယ်မှာဖြစ်တာမဖြစ်နိုင်ဘူးနားသွားကြည့်အောင်Okay, let's go. အဲ့မှာကျွန်တော်အနားသွားကက်ကြည့်ရောထူးဆန်းတဲ့လူတယောက်တားပေါက်ပေါ်မှာထိုင်နေရကျွန်တော်တွေးလိုက်ရတယ်အနားသွားကက်ကြည့်မှသူအသက်မရှိရောကျွန်တော်သိလိုက်ရတယ်ပေါ့နော်နောက်